သူသည်လွန်ခဲ့သော3နှစ်ခွဲအတွင်းတွင်ခရီးများစွာသွားလာခဲ့ပါတယ်။သူသည်ယဉ်ကျေးမှုများရှုခင်းများနှင့်ဒန္တာရီများနှင့်ထိတွေ့ရင်အတွေ့အကြုံများစွာရရှိခဲ့ပါတယ်။ဤခရီးကိုသူကမေတ္တာဤခရီးလမ်းဟုခေါ်ဆိုခဲ့ပါတယ်။စီလာလီမီတောင်ဝမှမဇီမာဆန်းရီအထိချာလာရီကန်ဤအီးမြကြည်လင်သောရီများမှ Robinson ကျွန်းဤသဲတောင်ပြင်များအထိတွေ့မြင်ခဲ့ရပါတယ်။အဖေကြောင့်ဆိုသောသူသည်မိမိနိုင်ငံဤကျွယ်ဝချမ်းသာမှုနှင့်အလှတရားများကိုအံ့ဩချီးကျူးမိသောကြောင့်ဖြစ်ပါတယ်။ဤအရာများသည်မျှဝေခံစားရန်နှင့်လက်ဆင့်ကမ်းရန်ရည်ရွယ်ထားတာပါ။ကျွန်ုပ်တို့လည်းတဘာဝတရားဤအကျိုးကျေးဇူးများကိုရရှိနေသူတွေပါ။ဒါဆိုရင်နောက်မျိုးဆက်တွေအတွက်ကျွန်ုပ်တို့ဘာတွေခြံထားခဲ့မလဲဆိုတဲ့မိခွန်းကပေါ်လာပါတယ်။နယာဟူရူရူခရိုင်ရှိ Lake Old Bolosat Old Bolosat ဟူသောထူးခြားသည့်ရေကန်တစ်ခုစီသို့သွားကြည့်အောင်။ထိုရေကန်သည်ရေငန်နှင့်ရေချိုနှစ်မျိုးစလုံးပေါင်းစပ်ထားပါတယ်။ရေကန်ပတ်ဝန်းကျင်ရှိမြစ်ကမ်းနားမြေယာများတွင်စိုက်ပျိုးမှုများကိုရပ်တန့်ရန်နှောင့်နှေးနေပါကတနေ့တွင်ရေကန်ပျောက်ကွယ်သွားနိုင်ပါတယ်။ထို့သောဖြစ်ပါကလွန်ခဲ့သောနှစ်အနည်းငယ်အတွင်းကရေကန်တစ်ခုရှိခဲ့သည်ဟုပင်မည်သူမျှမသိနိုင်တော့ပါ။ယခုခါမာချာကိုစ်ခရိုင်သို့သွားကြည့်ရအောင်။ရှေးရခင်ကဤဒေသသည်ညီပြန့်ရှုခင်းများနှင့်ကျေပြောလှသောတောအုပ်ကြီးများဖြင့်ပြည့်နှက်နေခဲ့ပါတယ်။ဗြိတိရှားတို့ရောက်ရှိလာခြင်းကိုကြိုဟောခဲ့သောပညာရှိကြီး၏ဇာတိလည်းဖြစ်ပါတယ်။သို့သောမာချာကိုစ်ခရိုင်၏အများစုသည်ယခုခါသဲကန်တာရအဖြစ်သို့ပြောင်းလဲသွားခဲ့ပါတယ်။ရီရှားပါပြီးတစ်တောများလည်းပျောက်ကွယ်သွားခဲ့ပါတယ်။ရေကန်တစ်ခုသည်ရေကန်တသက်မဟုတ်ပါဘူး။တစ်တောတစ်ခုသည်လည်းတစ်တောတသက်မဟုတ်ပါဘူး။၎င်းတို့သည်ငှက်များကုန်းနေတတဝါများငါးများအင်းဆက်ပိုးမွှားများအပင်များအပါအဝင်မျိုးစိတ်များစွာကိုထောက်ပံ့ပေးသောဂေဟစနစ်များဖြစ်ပါတယ်။ဤအရာတွေကတဘာဝဤဟန်ချက်ညီမှုကိုထိန်းညှိပေးထားတာပါ။ဟုတ်ပါတယ်။ကျွန်ုပ်တို့ဤတောင်သူလယ်သမားများသည်စိုက်ပျိုးရန်မြေယာလိုအပ်သလိုကျွန်ုပ်တို့လည်းတစ်သားလိုအပ်နေတာပါပဲ။ဒါပေမဲ့တဘာဝတရားနဲ့အတူရှင်တွဲနေထိုင်ပြီးအသက်မွေးဝမ်းကြောင်းပြုကာနောက်မျိုးဆက်တွေအတွက်အမွေအနှစ်တွေခြံထားနိုင်တဲ့တခြားနည်းလမ်းရှိနေနိုင်ပါတယ်။အိန္ဒိယသမုဒ္ဒရာနဲ့ကပ်ရက်ရှိတဲ့ကီလီဖီခရိုင်ကဝါတာမူကမ်းခြေဘက်ကိုသွားကြည့်ရအောင်။ဒါဘာဇိုအဖွဲ့ဟာလွန်ခဲ့တဲ့နှစ်20ကတည်းကလိလာမှုတွေနဲ့ပူးပေါင်းဆောင်ရွက်မှုတွေကနေတဆင့်ဒီမှာဒီရေတော်ပင်တွေကိုစတင်စိုက်ပျိုးခဲ့ပါတယ်။နှစ်20တိုင်အခက်အခဲတွေနဲ့ပြည့်ရည်ပြူမှုတွေကိုရင်ဆိုင်ခဲ့ရပါတယ်။အခုတော့ဒီကမ်းခြေတွေဟာတက်ရှိတက်တော်ရီအတွက်ပုံမူကောင်းမွန်တဲ့ခိုးလုံရာဖြစ်လာခဲ့ပါပြီ။ Crab Shack Hotel ဆိုတာကလေတဘာဝလူမှုအတိုင်းဝိုင်းနဲ့အကျိုးအမြတ်တွေကိုပေါင်းစပ်ပေးတဲ့ဂီဟစနစ်ကဘာလစ်ခီးသွားဆွဲဆောင်မှုတစ်ခုဖြစ်လာပါတယ်။ Market Cost မှာလည်းသူတို့ဟာမြေယာတွေကိုပုံမူကောင်းမွန်စွာအသုံးပြုနေကြပြီးဒေသခံတစ်ပင်ပြိုးပင်တွေကိုပြန်လည်စိုက်ပျိုးနေကြပါတယ်။ထိန်းသိမ်းစောင့်ရှောက်သူတွေရဲ့ကြိုးပမ်းမှုတွေကြောင့်ရှီးဟောင်းတစ်ပင်တွေပြန်လာတာကိုကျွန်တော်တို့တွေ့မြင်ရပါလိမ့်မယ်။ Lake Old Bolosat မှာလည်းသူတို့ဟာတောင်သူလယ်သမားတွေကိုပြန်လည်နေရာချထားပြီးရေကန်ကိုကဲ့တင်နေကြပါတယ်။ဒါဟာဖြစ်လာနိုင်ခြေရှိတဲ့အရာတစ်ခုပါ။ကျွန်ုပ်တို့ရဲ့ဂေဟစနစ်တွေမျိုးစိတ်တွေနဲ့အနာဂတ်တွေကိုကျွန်ုပ်တို့ကဲတင်နိုင်ပါတယ်။ကမ္ဘာတစ်ဝန်းမှာအထောက်အထားတွေကရှင်းရှင်းလင်းလင်းရှိနေပါတယ်။ဒီတော့ဘာကြောင့်ကျွန်ုပ်တို့ဒီလောက်အချိန်ယူနေရတာလဲ။အမှန်တကယ်တော့ထိန်းသိမ်းဆောင်ရှောက်မှုရဲ့အဓိကအချက်ကမေတ္တာပဲလို့သူကယုံကြည်ပါတယ်။မြေယာအပေါ်ချစ်ချင်းမေတ္တာမြေယာပေါ်ကလူတွေအပေါ်ချစ်ချင်းမေတ္တာအရေးအကြီးဆုံးကတော့ကျွန်ုပ်တို့နောက်ကလာမဲ့သူတွေအပေါ်ချစ်ချင်းမေတ္တာဖြစ်ပါတယ်။ဒီမေတ္တာတွေနဲ့ဆိုရင်တဘာဝနဲ့လူအဖွဲ့အစည်းနှစ်ခုစလုံးအတွက်အကျိုးရှိမဲ့နည်းလမ်းကိုရှာတွေ့နိုင်ပါတယ်။ဒီခီးရာမေတ္တာရဲ့ခီးလမ်းဖြစ်လာရမှာပါ။